စာဂျီယိုယာမိုစာရိုနယ်လင်ဟိုဘောလုံးနဲ့ဘာလုပ်လိုက်လဲဆိုတာကိုမြင်တဲ့အခါသူ့ကိုကာကွယ်ဖို့လက်လျှော့လိုက်သလိုပါပဲဘောလုံးကသူ့ခြေထောက်မှာကတ်နေပုံရပါတယ်ရိုနယ်လင်ဟိုကိုပြိုင်ဘက်ပရိသတ်တွေကလက်ခုပ်တီးနေချိန်မှာသူဒူးထောက်ထိုင်ခဲ့ရတဲ့နေ့ကိုသူမှတ်မိနေမှာပါမီရှယ်ဆယ်ဂါဒိုတောင်အဲ့ဒီနေ့မှာရှိုက်ရုံခဲ့ရပါတယ်သူ့ရဲ့ကစားသမားဘဝတစ်လုံးလျှောက်အကောင်းဆုံးစွမ်းဆောင်ရည်တွေထဲကတစ်ခုကိုရိုနယ်လင်ဟိုအမှတ်သားပြုခဲ့ရပါတယ်အဲ့ဒီနေ့မှာပဲရိုနယ်လင်ဟိုဟာကာတူဆိုယာခေါင်းပေါ်ကနေဘောလုံးကိုပစ်တယ်ပြီးပီယာလိုကိုကြော်ဖြတ်ကနီဆာကိုဘောလုံးဘဲကိုရောက်သွားမှန်းတော့မသိအောင်ရှုပ်ထွေးစေခဲ့ပါတယ်ဒန်ဒါရီလာခန်းစင်မှု၃ယောက်နဲ့ရင်ဆိုင်ရမှာဘောလုံးကိုမြေပြင်ပေါ်တော့မထိစေခဲ့ပါဘူးအာတဲညရဲ့ပထမဆုံးသားခေါင်းကဒွန်ကာပါရိုနယ်လင်ဟိုဟာဘောလုံးလောကမှာတစ်ခါမှမမြင်ဘူးတဲ့ဘောလုံးကိုဖမ်းယူနိုင်ခဲ့ပါတယ်နှစ်တွေကြာပြီးနောက်ဒွန်ကာဟာဘရာဇီးရဲ့နီးပြဖြစ်လာပြီးရိုနယ်လင်ဟိုကိုကမ္ဘာဖလားလူစားရင်ကနေထုတ်ပယ်ခဲ့ပါတယ်ဒါပေမဲ့ရိုးရိုးသားသားပြောရရင်တယောက်ယောက်ကကျွန်တော်ကိုအဲ့ဒီလိုလုပ်ခဲ့ရင်ကျွန်တော်လည်းသူ့ကိုမခေါ်တော့ပါဘူးဘောလုံးရဖို့စူးစမ်းနေတဲ့ငယ်လွဲတဲ့မက်ဆီကိုကြည့်ပြီးလေထဲကလွဲပြီးဘာမှမကြိုက်တွေ့ပါဘူးအဲ့ဒါကတော့မော့ဆန်နဲ့ပေးပို့မှုတွေနဲ့နတ်မက်တွေရဲ့ပါရမီရှင်ဂေါ်တီပါပဲတတိထားမိဖို့ခက်ပေမဲ့အဲ့ဒါကဂါတူဆိုနောက်ကျအကျဉ်းနေခဲ့တာသူ့လက်တွေတောင်ဖြန့်ထားပေမဲ့ရိုနယ်ဒီနိုကိုရှာမတွေ့ဘူးနတ်မက်စားယုံနဲ့မလုံလောက်တလို့ပဲဂါတူဆိုလည်းအာလူအိတ်လိုမြေပြင်ပေါ်ပြုတ်ကျသွားတယ်မော်ဆီယာကနီဆာကိုတာမန်ခန်းစစ်သမားတယောက်လိုသူ့ကိုအမတ်သားပြုဖို့စ조사နေတယ်လို့မျိုးလောက်ပြခဲ့တယ်ဒီလိုဘောလုံးဗီဒီယိုတွေကိုကြိုက်ပြီးနောက်ထပ်ကြည့်ချင်ရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကို follow လုပ်ထားဖို့မမေ့ပါနဲ့